အဲ့ဒီတမာရီရမှာဆက်လို့အောင်လေဆိုဆရာလေးမအားဘူးလေမပြောလည်းမပြောတော့ဘူးလေမော်လီเนี่ยပွဲစားလုပ်လိုက်တာပေါ့မော်လီเนี่ยဒေါက်တာမော်လီเนี่ยဟောဆရာကြီးအခုအေးမနေ့ကမသိလို့ဟုတ်တယ်ဒီလိုဘယ်လိုထိုင်ရမလဲမလို့မညွှန်ကြပါဘူးစပယ်ချင်းလို့ဆိုတာပါဒီလိုလိုက်တာပါတရားအထုတ်ခြင်းနဲ့ဆိုတော့ဘာဖြစ်ခြင်းလို့တော့အများကြီးကိုအိမ်မော်မှုကြီးတယ်လေဘာဖြစ်ခြင်းဟုတ်လားအိမ်ကတော့အများကြီးမှာလို့သိရရရောက်ဖြစ်ပါလေစိတ်အေးချမ်းတယ်ပါဗျာကိုဖြစ်ချင်တာဖြစ်အောင်လုပ်လို့ရတယ်ဒါတနည်းနောက်တစ်ခုကစိတ်အေးချမ်းတယ်ပါဗျာအမှန်တိုင်းသဘောပေါက်တဲ့အတွက်အဲ့ဒီစိတ်အေးချမ်းမှုမျိုးကပြန်မရောတော့ပါဗျာနှမျိုးပေါ့ပထမဒါတခါကြီးလဲဟိုဦးစင်းကြီးခေါ်ရမှာပေါ့ဦးစင်းကြီးလည်းစာတွေပါလေဟိုအလုပ်တွေတော့ဖတ်ထားပြီးတော့ပထမစိတ်အေးချမ်းတာကဟုတ်တယ်ကိုလှုပ်ချင်တာဖြစ်အောင်လုပ်နိုင်လို့စိတ်အေးချမ်းတယ်ပါဗျာနောက်တစ်ခုကကိုလှုပ်ချင်တာလုပ်နိုင်လို့စိတ်အေးချမ်းတာမဟုတ်တော့လောကကြီးကိုအမှန်တိုင်းသဘောပေါက်လို့စိတ်အေးချမ်းတယ်ပါဗျာဒုတိယမျိုးစားကိုပို့ပြီးတော့နေတယ်ပါဗျာဦးစင်းကြီးကညံကောင်းတဲ့ပြိတ္တထဲပါမနေတူတယ်ညံကောင်းတဲ့သူတွေဟာညံနေတဲ့သူတွေနဲ့မတူဘူးပါဗျာဘာမတူတာလဲဆိုတော့ညံကောင်းတဲ့သူတွေဟာဆရာသမားကိုလေးစားပြီးမယ်လို့ပြောတိုင်းလက်မခံဟုတ်အဲ့လိုပြောတိုင်းလက်မခံမှကြိုက်တယ်ပါဗျာပြောတိုင်းလက်ခံတဲ့သူဟာဟိုအမှန်လည်းသိဖို့မလွယ်ဘူး blind follow ပါဘောအဲ့လိုကြီးဖြစ်နေအဲ့လိုဖြစ်တဲ့ပုံကဘာကွာသွားလဲဆိုရင်ညံသိပ်သုံးမချတဲ့လူတွေကထိုင်ဆိုထိုင်လိုက်မှာပဲပါဗျာရက်ဆိုရက်လိုက်မှာပဲပါဗျာဒီလိုအားထုတ်ဆိုထုတ်လိုက်မှာပါဗျာညံပါတဲ့သူတွေကြတော့ခိုင်းတဲ့အတိုင်းလှုပ်ကြည့်ပြီမလို့ခိုင်းတဲ့အတိုင်းလှုပ်နေတာတတ်ကိုယ်စိတ်ကသဘောမကျတာတတ်ဖြစ်တယ်ပါဗျာဟုတ်ပါဗျာမင်းတို့ကိုယ်စိတ်ကသဘောကျနေအောင်တော့ကိုညံတာသဘောမကျပါဗျာကိုအားထုတ်နေတဲ့အလုပ်ကိုကိုကဟို satisfy မဖြစ်ဘူးပေါ့ပါဗျာအဲ့ဒါကိုကညံရှိတဲ့သူပါဗျာညံနေတဲ့သူကြတော့ခိုင်းတဲ့အတိုင်းလှုပ်တဲ့အတိုင်းအဆင်ပြေနေကြည်နဲ့ညံရှိတဲ့သူကြတော့ခိုင်းတဲ့အတိုင်းလှုပ်တဲ့အတိုင်းအဆင်ပြေတယ်အဆင်ပြေတာကိုသိကြည့်နေခုပြောတာရှင်းနေအောင်ရှင်းပါပြီဗျာအဲ့တော့ဉာဏ်ရှိတဲ့သူကအဆင်ပြေတာကိုသူလိုကိုလိုလူတွေကြည်တတ်တာလည်းသူမကြည်တတ်ဘူး concept ပဲလက်မခံဟုတ်ပြီနော်ဟုတ်ပါပြီအဲ့လိုလက်မခံတော့ဒါဆိုရင်ဦးစင်းကြီးကခုပြောပြတဲ့အခြေအနေနဲ့ဆိုဉာဏ်နေတဲ့သူကဉာဏ်ရှိတဲ့သူကဟုတ်လို့သိပါဟုတ်တော့အဲ့တော့ဉာဏ်ရှိတဲ့သူတို့ဒီကနှလုံးသွင်းပြီးတော့ပြောပေးရတယ်ဟုတ်ပါဗျာလွယ်ပေါ့လေအထုံနေပြောရင်နောက်အချိန်ရရင်လည်းတိတ်ခွေတွေနာပေါ့တိတ်ခွေတွေနာဖို့လည်းအချိန်နည်းမှာမဟုတ်ပါဘူးအချိန်ရရင်မှရမှာမဟုတ်တော့ဒီလိုပြောပြလိုက်တယ်တရားအထုံကြီးကဗျိုင်း9ကောက်တယ်လို့အထုတယ်လို့ရှိတယ်ပါဗျာအသာလေးစောင့်ကြည့်ပြီးတော့တကောင်လား2ကောင်လားလည်း2ကောင်3ကောင်လားလည်း2ကောင်ကောက်တယ်နောက်တစ်ခုကပင့်ကူလို့အထုတယ်လို့ပင့်ကူလို့အထုတဲ့လူကြီးကတော့သူအသာလေးနေနေတယ်ကြိုက်တဲ့နေရာတိုးတာကောက်တယ်ဟိုလိုမျိုးကြီးစောင့်ပြီးတော့ကြည့်နေမှာဟိုလိုမျိုးမဟုတ်တော့အဲ့ဒီနည်းမှာကိုဘယ်လိုအားထုတ်မလဲခက်လို့ဟိုလိုတစ်ခုတည်းကိုအာယုံစိုက်ပြီးလုပ်ခဲ့တယ်ဆိုရင်သူကသူလုံနိုင်တော့ဟုတ်တော့ဟုတ်တာဒါပေမဲ့တခြားအာယုံတွေတိုင်းပြည့်စည်ရောပြီးခုလိုကြတော့ဘာအာယုံလာတာသူကကောက်စားလို့တက်သမထကဂျိုင်းလို့ဝိပဿနာပင့်ခုဒုတိယနည်းဆိုတာပင့်ခုလို့အဲ့လိုလေးနေရုံအဲ့လိုလေးနေတဲ့အတွက်ကျမ်းမာရေးကိုငယ်သောအားဖြင့်ဉာဏ်ကောင်းတယ်ဆိုတဲ့အခြေအနေမျိုးအားဖြင့်ဘယ်နေရာမှတ်ဘာလုပ်လို့မပြောလို့ကြာထိုင်လို့လည်းမပြောလို့တရားထိုင်လို့ရတော့တဲ့လူရှိတယ်လို့မထိုင်မဲနဲ့ရတဲ့လူလည်းရှိတယ်အချိန်ကြာတဲ့တစ်ခုတည်းကိုအားထုတ်ပြီးတော့ရတဲ့လူရှိတယ်လို့ကျုံတို့အားထုတ်ပြီးရတော့တဲ့လူတွေလည်းရှိတယ်အဲ့ဒါကတော့ဉာဏ်နဲတာမနဲတာကွာတတိနှမျိုးပုံမူပြီးကွာအဲ့လိုပြောပြီးဗာမေးစရာရှိဘူးခုပြောပြီးတာမရှင်းရင်ပြန်မေးခုပြောပြီးတော့တပည့်တော်များရှင်းပါလားဗျာဘယ်ကနေစရမလဲဆိုတာကိုပြောလိုက်ဘယ်ကနေစမလဲလို့ပြောရင်သမထအနေနဲ့တော့ဘယ်ဟာစလို့ပြောလို့ရတယ်ကမ္မထ40ဘယ်ဟာစလို့ပြောလို့ရတယ်ဝိပဿနာအနေနဲ့တော့ဘယ်ဟာစလို့ပြောလို့မရကိုအထုတ်တဲ့လူရဲ့ဉာဏ်ပေါ်စရိုက်ပေါ်ပင်ကိုစိတ်ကပေါ်မူပြီးဒါမြင်တပည့်တော်ဝိပဿနာကြီးပဲတက်တက်အားထုတ်ရမလားဆိုရင်တော့
သမထအထုတ်ထားဘူးရင်တော့သမထကနေပြီးတော့သွားရင်ရ ဒီပြီးတော့သမထတော်လုပ်ဖို့ပါလေ သမထကနေအထုတ်ပြီးသွားမယ်ဆိုရင်တော့ဥပမာလေးတစ်ခုထပ်ပြောလိုက်အောင် တင်ပါဗျာ VCD တို့ဗီဒီယိုတိတ်တို့အောက်ဆက်နဲ့ထိုးကြည့်တာရှိ တင်ပါဗျာ ဒါမှမဟုတ်လို့ချင်း satellite ဆရာလာတဲ့ TV ကလာတဲ့ပြတာကြည့်တာရှိ တင်ပါဗျာ ကိုကြိုက်တဲ့ခွေကိုထိုးကြည့်နေတာတမျိုးအောက်ဆက်နဲ့အောက်ဆက်မပါဘဲနဲ့သူဟာသူပြတာကြည့်တာတမျိုး တင်ပါဗျာ အဲ့ဒါပဲအဖြစ်ရတရားအထုတ်နေရဟုတ်လားသမထအထုတ်ခဲ့ဘူးရှင်းသွားပြီကိုကြိုက်တဲ့ခွေကိုထိုးကြည့် တင်ပါဗျာ ဝိပဿနာဆိုတာကိုကြိုက်တဲ့ခွေကိုထိုးကြည့်လို့မရ သူပြတာပဲကြည့်ရ သူပြတာပဲကြည့်ရမယ် တင်ပါဗျာ ဟုတ်ပြီနော် တင်ပါဗျာ နောက်ဆုံးဇက်ထုတ်ကြီးကြည့်နေအောင်တော့ကြောညာဝင်လဲကြည့်စိတ်ဆိုးစရာမလို တင်ပါဗျာ ဟုတ်တော့ တင်ပါဗျာ လောကကြီးမှာကြောညာတည်များတာအဲ့ဒါဝိပဿနာပဲ တင်ပါ အဲ့တော့ကိုအားထုတ်နေခဲ့ဘူးတဲ့သမထကိုအားထုတ်ရင်ထုတ်ပါဒီရတတ်ပေးပါဆိုရင်တော့ဗုဒ္ဓလူတိပွားရင်ကိုကောင်း ဖိတော်ပါဗျာ ဖရာရဲ့ပုံဖရာရဲ့ခုံကိုစိတ်ထဲအားရပါရကြည့်လို့ပြတယ် တင်ပါဗျာ စိတ်ထဲမှာဖရာမှတပါအိုးဘယ်ပုံကူမှကိုကြည့်လို့စရာမရှိဘူးလို့အဲ့ဒါမလို့လိုက် မှန်ပါဗျာ အဲ့ဒါဆိုရင်ဖရာပုံနေပေါ်လာလေ တင်ပါဗျာ ဘယ်ပုံလို့ concentrate တစ်ခုကိုလုပ်လို့မရကိုယ်စိတ်ကကြုံဘူးကြည်ညိုဘူးတဲ့ပုံတွေကုန်ပေါ်မှာဟုတ်တယ်နော် ဒါတော့စိတ်နဲ့ imagine လုပ်လို့ imaging လုပ်ယူရမှာဒါပေမဲ့ imaging လုပ်ယူတယ်ဆိုပေမဲ့လို့ကိုက image ရှိတယ်ဘာကျူးရှိတယ်ဒီ image ဟာ image ပေါ်ပြီးတော့မှဖရာရဲ့ quality ဘာကျူးတွေပေါ်နေပေါ့ ကုန်တော့ တခါလေဖရာရဲ့ဘာကျူးဂုဏ်တော်ကိုသတိရလိုက်တာနဲ့ image ပေါ်လာ တင်ပါဗျာ အဲ့လိုပေါ်တဲ့နေရာမှာဒီဘာကျူး quality စရလည်းပဲဘယ်ဟာကိုအရဟံလားတမ္မတန်ဗုဒ္ဓလားလို့တစ်ခုတည်းကို concentrate လုပ်လို့မရ တင်ပါဗျာ မရဘူးဆိုတာကလူတွေကဗုဒ္ဓနုတ္တိကိုလုံလို့တာလုံယူနေကြတာတကယ်တမ်းစာတဲ့အတိုင်းပြောရင်တကယ်အားထုတ်ရင်ဖယားကြည်ညိုတဲ့ပီတိဟာပြန့်နှံ့တဲ့သဘောရှိလို့ဂုံတော်တစ်ခုကိုအာယုံပြုရကနေနောက်ဂုံတော်ကိုလူမလိုက်ဖဲနဲ့ပီတိရသွား တင်ပါဗျာ အဲ့ဒီပုဂ္ဂိုလ်ရဲ့စိတ်ကဂုံတော်တွေအကုန်လုံးရောက်ကုန်တယ် တင်ပါဗျာ ဒါပေမဲ့ခက်တော့ခက်တာပဲအများကအဲ့ဒီဂုံတော်တွေအများကြီးရောက်တာကိုစိတ်ပြက်နေတယ်စိတ်ပြက်နေထင်တော့ဂုံတော်တစ်ခုတည်းကိုသူကကြိုးစားပြီးလုပ်concentrate လုပ်တော့အဲ့ဒီစူးစမ်းပြီးလုံနိုင်တဲ့ဟာကိုပဲသူက creation power တက်တယ်ဆိုပြီးကြည်နဲ့အမှန်တိုင်းဗုဒ္ဓလောတတိပွားပြီးတော့ဝိပဿနာပြောင်းကျင်တယ်ဆိုပြီးတော့ဆိုလို့ရှိရင် image တွေရတယ်အမျိုးမျိုးပြောင်း ကြောင်းအောင် ဘာကျုပ်စီရတယ်အမျိုးမျိုးပြောင်းဟုတ်တယ်မလားအဲ့ဒီပြောင်းနေတာတွေကိုသိနေတယ်ဘယ်လိုသိတာတော့တရားကြည်ညိုတဲ့ပီတိဖြစ်တဲ့ဉာဏ်သိနေတာ တင်ပါဗျာ အဲ့တော့ဘုရားကြည်လို့ဘုရားဂုံတော်ပုံတော်ကိုတော်မှအားထုတ်တာတော့မှသူ့ကိုအတင်းလုံးယူနေတဲ့စိတ်ကြီးပြောက်သွားတယ်ဖယားကိုဂုံတစ်ခုတည်းကြည်ညိုပါနေပြီးတော့ဖယားဂုံတွေမကုံနိုင်အောင်ကြည်ညိုတယ် တင်ပါဗျာ အကုန်လုံးတော့ကိုယ်ပဲနိုင်မှာတော့ တင်ပါဗျာ ကိုစိတ်ထဲကြည်ညိုသလောက်ပေါ့ တင်ပါဗျာ အဲ့လိုပဲဖယားပုံတွေကိုလည်းပဲတစ်ခုတည်းကို concentrate လုပ်ထားတာမဟုတ်ဘဲနဲ့သူကြည်ညိုနိုင်တော့ပုံတွေအကုန်ပေါ်လာတယ်အဲ့ဒီမှာကိုယ်စိတ်က freedom ဖြစ်သွားတယ် တင်ပါဗျာ ဘာ freedom ဖြစ်တော့တစ်ခုခုကိုအလုပ်တဲ့ concentrate လို့ပြောတဲ့ဟာမျိုးပေါ့ control လုပ်တာကြီးလွတ်တယ်လွတ်တော့အာယုံတွေရောဗုဒ္ဓလောကတိဘွားနေအာယုံတစ်ဖက်ကကျေးဇူးများတာကတရားတွေတိုးလာတယ်ဉာဏ်တွေတိုးလာတယ်သူတော်ကောင်းတတ်တွေတိုးလာ တင်ပါဗျာ တစ်ဖက်ကကောင်းလာတာကခုနပြောသလိုလွတ်ပြီးတော့ကြည့်တဲ့အခါကျတော့ပုံတော်တွေလည်းအကုန်ကိုယ်ကကြည်ညိုတတ်လာတယ်ပုံတော်တွေလည်းအကုန်ကြည်ညိုတတ်လာတယ်ဘယ်ပုံမှကြည်ညိုမယ်ဘယ်ကုံမှကြည်ညိုမယ်ဆိုတာလည်းမရှိတော့အဲ့ဒါသဘောပေါက်ရင်တန်ဃာကိုဘယ်တန်ဃာကိုမှကြည်ညိုမယ်ဆိုတာမရှိတော့အကုန်လုံးကိုကြည်ညိုသွားတာဥစ္စတိနာကြီးမှကြည်ညိုမယ်ဆိုတာမဟုတ်တော့ တင်ပါဗျာ အဲ့ဒီမှာနေစိတ်ထဲမှာခိတိတာအကုန်ရော့လာသဘောပေါက်လားမသိဘူး ဟောပါတယ်ဗျာမင်းရှောင်းနေပြီနေဗျာ ရှောက်ပြီးတော့ တင်ပါဗျာ အဲ့ဒီမကြည်ညိုတာကညံတတ်တာ တင်ပါဗျာ ဟုတ်ပြီနော် တင်ပါဗျာ ကိုယ်စိတ်ကဒီခုံတော်ကိုကြည်ညိုသလိုကြံတဲ့ခုံတော်ကိုကြည်ညိုတယ်ဆိုတာကညံပါသွားတယ် တင်ပါဗျာ တရားလည်းပါသွားတယ် တင်ပါဗျာ ဟုတ်တယ်မလား တင်ပါဗျာ အဲ့တော့ဘယ်ချိန်ပေါ်မှာလဲလို့ပြောစရာကိုမလို့တော့ဒီညံဒီခုံတော်တစ်ခုကနေနောက်ခုံတော်တစ်ခုပြောင်းတိုင်းဂုံတော်တွေကိုကြည်ညိုလာတာဒီတရားနဲ့ညံနဲ့ကြည်ညိုတာ တင်ပါဗျာ ပုံကိုကြည်ညိုတာကတရားအားကောင်းပြီးညံနောက်လိုက်ကြည်ညိုတာ တင်ပါဗျာ ဂုံတော်တွေကိုကြည်ညိုတာကညံအားကောင်းပြီးတော့တရားနောက်လိုက်ပြီးကြည်ညိုတာ တင်ပါဗျာ အဲ့တော့အဲ့ဒီမေကုံကကောင်းတယ်ကောင်းလို့လည်းဖြေပေးလိုက်တယ် တင်ပါဗျာ တစ်ခုတည်းကမမဲပဲနဲ့နောက်ဂုံတွေပေါ်နေသမျှဟာဘာတွေပေါ်နေတာ ညနေပါဗျာ ညံနေပေါ်နေတာလေ တင်ပါဗျာ ဆိုတော့ဖျားခုံဆိုပါလို့ တင်ပါ ကြည်ညိုကြတဲ့အများကြီးတွေကဟိုဖတ်ကနေအခုပေါ်တဲ့ကြည်ညိုမှုပေါ့ဖျားခုံတွေကိုသတိရလိုက်ကြည်ညိုနေတာဘလို့လို့ဖြစ်အောင်ကြည်ညိုနေတာ တင်ပါ ဒါပေမဲ့ကိုကြည်ညိုတဲ့အဲမှာဘာလေးပါလာတော့ဆိုတော့ယထာဝါဒီတထာကာရီလို့ခဲစိတ်ကိုရမြတ်ကြီးရဲ့ခုံတော်ဒုများရဲ့ဖျားကလို့ခொနည်းပဲယောဂီတယောက်ကိုအဲ့ဒီတိုင်ကျင့်နှမ်းမှာလို့ပြောခဲ့တယ်
အင်္ဂလန် တင်ပါဗျာ ဆရာဝန်ကြီးတွေအောင် တင်ပါဗျာ ဖျားကုံကိုကြည်ညိုဖျားကြည်ညိုဖျားကုံကိုကြည်ညိုရင်းနဲ့ဂုံဆိုတာဖျားကျင့်သွားတာကိုဂုံလို့ဆိုတယ်အဲ့ဒီတိုင်းကိုလိုက်ခြင်းယထာဝါဒီတထာကာရီယထာကာရီတထာဝါဒီဆိုတာတို့ဘုရားရှင်ကိုရောမြတ်ကြီးကလုတ်တဲ့အတိုင်းပဲပြောတယ်ပြောတဲ့အတိုင်းပဲလုတ် တင်ပါဗျာ ဟုတ်တယ်မဟုတ် တင်ပါဗျာ ကိုလုတ်တဲ့အတိုင်းလူကြားတဲ့ပြောနိုင်ဘယ်တော့ကောင်းနိုင်လဲ မှန်ပါဗျာ ကိုလုတ်တဲ့အတိုင်းပြောသွားပြီနောက်ကိုပြောတဲ့အတိုင်းလုတ်နိုင်တယ် တင်ပါဗျာ ဟုတ်တယ်အဲ့ဒါကိုအခုလေးတွေပေါ်လာတဲ့ဂုံတော်ပေါ့လေဘယ်ဂုံတော်ကိုပိုးကြည့်ညိုတယ်လို့တော့ပြောလို့မရဘူးလေအကုန်လုံးကြည့်ညိုကြရကြီးပဲအခုကြိုက်အောင်ပြောရင်တော့ကိုပြောတဲ့အတိုင်းကိုလုတ်တဲ့အတိုင်းကိုပြောတဲ့ဘုရားဂုံကိုကြည့်ညိုတယ်အဲ့ဒီအတီလေးအဲ့ဒီဂုံလေးပေါ်လာတဲ့ဒီဉာဏ်ကကိုလူကြားတဲ့မပြောနိုင်တဲ့အလုပ်ကိုလုပ်ကုန်လို့တော့ တင်ပါဗျာ ဟုတ်တယ်မလား တင်ပါဗျာ ကိုလုံနိုင်တဲ့အလုပ်ပဲလူကြားထဲမှာ ပြောမယ် ပြောတော့တယ်အဲ့ဒါဘယ်သူကလုပ်သွားဆိုဉာဏ်လုပ်သွား တင်ပါဗျာ အဲ့တော့ကာယကံဝစီကမနောကံတွေကိုပါဘယ်သူကစောက်ရှောက်သွားတော့ဆိုတော့ဉာဏ်စောက်ရှောက်သွားတာထိမ့်သွားတာမဟုတ်ဘူး တင်ပါဗျာ အဲ့ဒါလို့နော် တင်ပါဗျာ ဟုတ်ပြီနော်အဲ့လိုဗုဒ္ဓလောတတိပွားမှုပါလေဟုတ်လားပွားမှုတော့အဲ့ဒီအတိုင်းလေးလမ်းလေးသွားရင်နေတော့ဂုံတော်တွေအားလုံးပုံတော်တွေအားလုံးပွားလို့ရတယ်ဆိုတာလူက concentrate တစ်ခုကိုမဲတာမဟုတ်ဂုံတော်တွေပွားလာတာအများကြီး တင်ပါဗျာ ဟုတ်တယ်မလား တင်ပါဗျာ ပုံတော်တွေလည်းပါဖြစ်တယ် ပွားလာ ပွားလာတာအများကြီးအဲ့ဒီလိုပွားမှတရားအထုတ်တာခေါ် တင်ပါဗျာ အခုကျတော့ဂုံတော်တစ်ခုတည်းကိုအပွားမခံဘူး တင်ပါဗျာ ပုံတော်တစ်ခုတည်းကိုအပွားမခံဘူးဆိုရင်စဉ်းစားကြည့်ပေါ့ တင်ပါဗျာ အဲ့လိုဆိုရင်ဉာဏ်ဆိုတာလည်းသွားတယ်နောက်ဆုံးဝိပဿနာတွေဘယ်ချိန်ပေါ်တော့ဆိုတော့ဘက်ကနေပြောင်းလိုက်တာနဲ့ပေါ်တာတွေတပုတ် တင်ပါဗျာ ဟုတ်ပြီနော်ပုံကိုကြည့်ခြင်းနဲ့ဟာဖျားပုံတော်ရွှေချတာလေဆိုတော့ဟာရွှေချတာတဲ့ကြီးညိုစရာကောင်းတယ်လို့တရားပြောနေညာဖျားစမ်းမှာကွာမင်းဟာရွှေလားလို့ကြည့်အောင်ဖျားလားလို့ကြည့်အောင်ဆိုတော့ဟာရွှေလည်းမဟုတ်ဖျားလည်းမဟုတ်မင်းအာယုံပဲအစင်းအာယုံပဲလို့ဉာဏ်မြင်သွားအဲ့ဒါဝိပဿနာပဲ တင်ပါဗျာ ဒါပေမဲ့ဝိပဿနာကိုဘယ်ကစရမယ်လို့ပြောစရာ ဒါမရှိတော့ မရှိတော့ဘုရားတို့တရားစပြီးဝိပဿနာပြောင်းလို့ရတယ် တင်ပါဗျာ ပထဝီကတိုင်းကစပြီးတော့လည်းဝိပဿနာပြောင်းလို့ရတယ် မှန်ပါဗျာ အဲ့တော့သမထကတာဘယ်ကစလို့ပြောလို့ရတယ် တင်ပါ ဝိပဿနာပြောမရ ဗျာ ဘာလို့တော့ဆိုတော့တလောကလုံးက television ပြလို့သူပြနေတာပြ တင်ပါဗျာ အခုထိုင်နေရင်းနဲ့လည်းသူထိကျင်နေနေရသူပြနေတာလေ တင်ပါဗျာ ကိုကဥစိတ်ကိနာစီတာဂယူးဆိုင်နေတာဟုတ် တင်ပါ ဥစိတ်ကိနာစီကိုစိတ်ကြီးကလမ်းဂယူးဆိုင်နေလို့မျက်လုံးကတော့သူမြင်နေတယ် တင်ပါဗျာ ဟုတ်တော့အတားလေးကကိုယ်စိတ်ကအေးအေးနေတိုင်းဒါတွေထိတာလည်းသိတယ်ပြောတာလည်းကြားနေတယ်မြင်လည်းမြင်နေတယ် တင်ပါဗျာ အဲ့ဒီမှာဒီကိုယ်စိတ်ကအာယုံတိုင်းကိုသိတဲ့ဉာဏ်မျိုးပေါ်လာ မှန်ပါဗျာ ဟုတ်ပြီနော် မှန်ပါ အဲ့ဒါမရှင်းရင်မေးစီ ဒီရှင်းတော့ပါဗျာ ဟုတ်ပြီ သင်ကြားပြောတဲ့လိုက်လာနေတယ်ပါ ဟုတ်ဒါကဒီကပြောလို့ဒီလိုလေးလိုက်လာလို့သဘောပေါက်ရင်ကိုဟာကိုဒိဋ္ဌိဟာနေတဲ့သဘောပေါက်လာလိမ့်မယ် ပေါ့တော့ပါ ဟာအဲ့လိုဆိုဗုဒ္ဓနုတ္တိတော့ဓမ္မနုတ္တိရောဗျတဏ္ဍနုတ္တိရောဗျမေးတယ်လို့တော့ဟုတ်ပြီနော်ဒါဉာဏ်အားကောင်းတဲ့ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဆိုတော့အဲ့လိုပဲရည်မှန်းပြီးဒါပြောပြီးတာကို တင်ပါ ထပ်မေးစရာမလိုတော့အောက်ဆက်နဲ့အပေါ်ဆက်နဲ့ဟုတ်တော့သူပြတာကြည့်ပြီးတာ တင်ပါဗျာ ကဲဟုတ်ပြီနော် ကျေးဇူးကြီးပါတယ်ဗျာဒီဗီဒီယိုကိုဗီဒီယိုနဲ့ခေါ်ပြရတယ်ဒီဗီဒီယိုနှလုံးသားရအောင်ဒီကြည့်နေတယ် ဟုတ်ပြီအစစ်ပြေတယ်လို့နှုတ်မဒီเจ้าမှမရောက်ဘူးတလားတစ်ခါမလားတစ်ခါတော့မရောက်ဘူးခဏရဟန်းနဲ့စစ်လို့ရောက်တယ် တင်ပါဗျာ အဲကြောင့်မဒီလာကြလို့ပြောလိုက်တာ ဘုံမြောက်ပါတယ်ဗျာ ဟုတ်ပြီ ဘောကသိသိပြီးရှင်ဗျာဒီပြီးလာတာ ဩအေးဟုတ်ပြီကဲအဲ့ဒါဆိုပေမန်းရောပေါ့ ဟုတ် ကဲနားစီ ဒီရင်းလို့လည်း ဟုတ်ပါပြီတပြည့်ရင်းဆိုသူခံရမှာ ဟုတ်ပါပဲ ကိုနာကတကားတွေကမငိုဘူးတဲ့လူမရှိဘူးသူ့တယ်အချိုးမကြရင်တော့ပြောတယ်ဩတယ် ဟိုကရိုက်ပါဗျာဟုတ်ပါဗျာ ဟုတ်ပြီ ဒီလိုတော့မိုင်းမဲအောင်ပါပါညအောင်ပါပါ